စကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်ဘလောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လားပြီးတော့စကားတွေမများပါနဲ့စကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာနံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ်လေတဲ့စကားမှုသာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပို့ပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိသိချင်းတော့ဖိုးလူရဲ့အပြစ်ကိုပြောရင်းနဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်ဟုတ်လားပြောရင်နဲ့စိတ်လိုက်မှဖြစ်ပြီးတော့ကြမ်းထမ်းနေလည်းထွက်သွားတတ်တယ်ဖရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောများသောအားဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလိုမှုတာဝါဒပိတုဏဝါစာဖရုဒဝါစာတန်ဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုးအဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်စိတ်ပဲနေလိုက်တော့မယ်ဘုရားလို့အဲ့ဒါလိုလည်းမလုပ်နဲ့ဟင်ဒကမာကြီးတွေစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးနော်မဖြစ်ဘူးတခါလေတချို့လူသင်ကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောခြင်းလို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာမပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီးကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ်ဟုတ်ရလားအေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကျင့်လို့ရှင်ဒုက္ခအာဘတက်နေအခါတစ်ပါးယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော်လာပြီးတော့ကြောကြကြောတော့မြတ်စွာဘုရားကခြေသားတို့ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လားမှန်လားပါဘုရားဘုရားတပည့်တော်တို့နေထိုင်ခဲ့ရပါတယ်ဘုရားတဝါတွင်လုံးဘုရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဘုရားသူတို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်နေလည်းမပြောဘူးတစုံတယောက်ကလာခေါ်လည်းမထူးဘူးအဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုချင်းခဲ့ကြတာပဲတဲ့ပပဆက်ဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လားအဲ့ဒီတော့ကောင်းသောစကားတွေနဲ့တိဆောက်ထားတဲ့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေကြတာလဲမသိတော်တာရှိရင်ဆုံးမရမှာပေါ့ပြောရမှာပေါ့ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့ဟုတ်လားကဲဘုရားကများစကားမပြောဘဲနေခဲ့မယ်ဆိုရင်ဘယ်လိုများလုပ်မလဲဟင်ဒကမာကြီးများစကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်ဘလောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်ဟုတ်ရလားနောက်ဆုံးဦးဇင်းတို့နိဗ္ဗာန်ထိအောင်စကားကတွန်းအားပေးနိုင်တယ်မှန်ကန်တဲ့စကားအဓိပ္ပာယ်ရှိတဲ့စကားအကျိုးရှိတဲ့စကားပြောမယ်ဆိုလို့ရှိရင်ဒကမာကြီးများလည်းကြားဖို့ပါတယ်နော်သဗ္ဗဒါနံဓမ္မဒါနံဇိနာတိအလှူတကအလှူထဲမှာတရားအလှူအမြတ်ဆုံးတရားကိုဘယ်လိုလုပ်လှူရတာတော့ပါဇက်ကနေလှူရတာစကားအဖြစ်နဲ့လှူရတာဟုတ်လားဟုတ်တယ်နော်ဒကာကြီးများအေးအဲ့တော့စကားဆိုတာအင်မတန်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အင်မတန်ကောင်းတယ်ဟုတ်လားဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင်ဆိုးတာလည်းအများကြီးဖြစ်နိုင်တယ်ဆိုကြပါစို့ပေတပေါင်းသူတော်ကောင်းတို့ဉာဏ်ပါပါလေးစဉ်းစားကြည့်ဖို့ပြောပြအောင်မယ်လောကမှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဖို့လဲဒါဥစဉ်လည်းနားရတာပေါ့ဗျာစဉ်းစားလိုက်ပါဦးမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့အဝိဇ္ဇိကြတတ်တယ်ဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ဘူးကြတယ်အမေတ္တအဖေတ္တလို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်နေထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲ
အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရအောင်မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှစ်ပါးရှိတယ်တဲ့ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့သကားဆံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသောမနတိကာရဖြစ်တယ်တဲ့မှားတဲ့စကားသံနဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့ဟုတ်လားအပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားသံဖြစ်နေတယ်ဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုဂ္ဂိုလ်တွေဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်အပြစ်ကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကဘုရားလက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပတိအဲ့ဒါလူထောင်မြုံကြီးပဲတဲ့ဘာကြီးတယ်လို့ငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူးမြုံဆိုတာဘာလဲဝင်လို့ရတယ်ထွက်လို့မရဘူးအဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖြားယောင်းသွေးဆောင်ပြီးတော့ထောင်နဲ့လူထောင်မျိုးနဲ့အင်မတန်အပြစ်ကြီးတယ်ဆိုလိုတာကစကားသံတွေဟာမှားယွင်းပြီဆိုရင်အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်ဟုတ်ရဲ့လား gain အကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မက်ကုသိုလ်ဟာအကြီးဆုံးပေါ့နော်အဲ့ဒီမက်ကုသိုလ်သည်တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မက်ခင်ကိုပွားများမှမက်ကုသိုလ်ဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မက်ခင်၈ပါး